လမ်းမှာတွေ့တဲ့ဟာတွေရှောက်ကောက်ပြီးတော့တော်တယ်တော်ကြီးတော့တော့ကွာလက်ကွေးတယ်မှာသူများကိုပြကျင်တာလေကိုယ်တိုင်လည်းနည်းနည်းစမ်းကြည့်ကျင်တာနဲ့ဒီမှာဘူးတွေကောက်ပြီးတော့အိမ်နာကစူပါမားကတ်ကိုခွက်တွေပလုံးတွေဘလို့သွင်းရတယ်ဆိုတော့တွားပြီးတော့စမ်းကြည့်ကျင်လို့အေးလေနေပူနေမဲ့လေတိုင်းအေးလေဘယ်လိုလုပ်ရမလဲမသိဘူးမလုပ်တော့ဘူးเนาะချက်ကွဲအောင်လုပ်နေเนาะအဲ့လိုရှိုးလိုက်အောင်ဖြူဒီတော့ဒီအားလေးကိုရင်းနေဖင်လန်တို့ကမတောက်အင်္ဂလိပ်ကိုရင်းနေအင်္ဂလိပ်ဒီ donate your deposit to go အဲ့တော့မင်းဝိုင်းဖင်းလို့ပဲရကွန်တိန်နာတော့အဆက်တယ်ခုနကဘူးကပိန်နေလို့မသိမရဒီရထဲကြည့်လိုက်ရကိုဘူးတွေမရဘူးအေးနော်ဒီထဲကြည့်လိုက်ရောမရအောင်ဒီကောင်ဆန်လာတယ်ဆန်လာဆင်းအောင်ရတယ်ဟောဘယ်လိုလဲလက်ပါသွားလို့ဟောလက်မထည့်ရဘူးတဲ့ဟောပြန်ယူလိုက်မယ်နော်ဒီမှာလက်ပါတူလေးတယ်ပြင်ပါဘူးဒီလူခါတွေကရအောင်ရပါမှာအဲ့ဒါပိန်နေမရအောင်သွားတယ်1 point 1တော့ဖြစ်သွားမရပိန်နေမရပါပိန်နေဟာရမဟုတ်ဘူးဟိုစတိကမခွာတဲ့ဘူးလည်းမရနော်ဒီဝါရ 1.1 euro ရကျွန်တော်ပိန်နေတဲ့ဘူးလည်းမရပိန်ရဲ့ဘူးက4ဘူး5ဘူးလောက်50 cent လောက်တယူရိုဒါရီဟုတ်ဒါပါပဲခင်ဗျာဘယ်လိုလဲတော့ကတိကြည့်လိုက်တယူရိုနဲ့စီလုံး1.1 ငါလုံးကြည့်အောင်စမ်းကြည့်အောင်1.1ဆိုလဲ9500ဒီကောင်ငွေထဲကျွတ်ရင်ဟိုကပြည်ဒီမှာလက်ဆေးလို့ရတယ်တိုင်ငါရင်းနဲ့ပတ်သွားပြီဆိုလို့ရှိရင်ဒီမှာယူပြီးတော့လက်ဆေးလို့ရတယ်အေးတယ်ဒါဘူးတွေနဲ့ဘူးတွေတွင်းလိုက်တာအများကြီးပဲဝယ်လို့ရပြီဟိုကဘယ်လောက်ရ1.1 လာပဲရတာဘူးပိန်ပလိန်တွေကတော့ညလှုပ်ပစ်ခဲ့ရပြီဒီဟာတွေကိုဟိုရလာတဲ့ဟာလေးကိုပေးလိုက်ရုံပဲပြီးတော့ကတ်ရှာမှာကိုငွေရှင်းအဲ့ဒါကိုထည့်ပြီးတော့ပေါင်တော့သူရှင်းပြီးတော့လာဘဒီပါစုဆောင်းထားတဲ့ပလင်းကွန်တွေကိုပြန်လာသွင်းကြည့်တာ1 euro ကျော်ကြီးများတော့ရပါတယ်ဒီမှာအဲ့ဒီတဘာပတ်ဝန်းကျင်ကိုအရင်ထိမ့်သိမ့်တာဆိုတော့ plastic တွေကောတွေကောက်ချင်တယ်ဆိုတာမှပဲကောက်စရာမရှိဘူး။နောက်လူတွေကလည်းတော်တော်စီကန်းရှိကြတယ်အဲ့လိုမပြစ်ကြဘူးတိမ်ကြတယ်အဲ့လိုမျိုးဆိုတော့လမ်းသွားနေနေတော့ဘာမှကောက်စရာအမိုက်မရှိဘူးဟိုကျုပ်တွေဆိုလဲပလတ်စတစ်ကမဟုတ်ဘူးစက်ကူကတ်ထုကတ်နေပဲနွားနို့တွေဆိုလဲနွားနို့ဘူးတွေပါညာဆိုလို့ကျစက်ကူဂျက်ဖာဘူးတွေကြီးပဲ
အကုန်လုံးအဲ့တော့ plastic တွေကတော်တော် short ချတယ်ဈေးဝယ်သွားမယ်ဆိုလဲကိုကြီးနဲ့ကိုသွားရတယ်အဲသူတို့အိတ်ယူမယ်ဆိုလို့ရှိရင်ပတ်စံပေးရတယ်နော်ချိန်မှုအတွက်ပေးထားတဲ့အိတ်လေးတွေဆိုလဲလုံးဝ recycle လုပ်လို့ရအောင်လို့အပျော်လေးတွေပဲအဲ့လိုမျိုးအဲ့တော့ဒီမှာလုံးကောက်ပြီးရှာစားမယ်ဆိုရင်လည်းမဖြစ်ပါဘူးအဲ့တော့ဖေးစာပဲခေါ်အောင်လို့ပဲစာစက်ကြရပါအောင်မယ်ရှင်ကျူရောမနေ့ကအဘောတပတ်ခါတော့ဟဲစောင်းဝဲပြရတော့မယ် တော့မေးတာ မေးရတော့မရဘူးလေ အိမ်နဲ့9မိနစ်လောက်ပဲရှော့တယ်ရှိမှဆိုအိမ်ရောက်ပါတော့မယ်ဘိုင်ဘိုင်